ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအောင်စေဒုတိယ channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကဲမနေ့ကကျွန်တော်9-3ရတယ်ဗျာနော်ပါဝါထွက်သွားတယ်ဗျာနော်ကဲအဲ့တော့ကျွန်တော်တို့ညနေမှာအကြိုက်ကနန်းတွေနဲ့ကျွန်တော်တို့အရန်လာတဲ့ one chain လေးတင်ပေးတာပါဗျာနော်ကျွန်တော်မနေ့ကလည်း one chain ပြခဲ့သေးပါဗျာနော်ကျွန်တော်တို့မနေ့ထွက်ပြီးသားကနန်းနှလုံးတွေဟာကျွန်တော်တို့တစ်လုံးထပ်ကြဖို့ရှိပါတယ်ပြီးရင်ကျွန်တော်ကြံကနန်း6နဲ့ကတ်လိုက်ရင်ကျွန်တော် main ခွက်ရှာပါဗျာနော်ကဲဒါဆိုရင်ကျွန်တော်တို့အတူတူကြည့်လိုက်ကြအောင်ပါနော်ကဲထုံးစံနိုင်မယ်ကျွန်တော်ရဲ့ဒီအောင်စေဒုတိ channel ဆိုတဲ့ YouTube အကောင့်လေးကို subscribe မရသေးဘူးဆိုလို့ရှိရင် subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဗျာနော်ကျွန်တော်တို့အသစ်တင်တိုင်းကနန်းတွေတင်တိုင်းတွေ့အောင်လို့ subscribe ပြီးနာ notification ခေါင်းလောင်းလေးလည်းနှိပ်ပြီးထားကြပါဦးစောစောကကျွန်တော်ပြောခဲ့သလိုပါဗျာနော်ကျွန်တော်တို့ one chain နဲ့မထီမပေါက်ကီးနဲ့ကတ်တယ်နောက်တစ်ခုထိပ်စီးနဲ့ထက်ကတ်တယ်ပေါ့ဗျာနော်အဲ့ဒီမှာကျွန်တော်အကြိုက်ကနန်း10ခွက်ထုတ်ပေးတာပါတယ်အဲ့တော့ကျွန်တော်ရဲ့ချင်းမေးစများကလည်းကြိုက်ချင်းတို့ရင်ကစားပါကြိုက်ချင်းမတို့ရင်ကြော်သွားလို့ရပါတယ်ဗျာနော်ကဲဒါဆိုရင်ဒီလောက်ပါဗျာနော်ပိတ်နေကြတယ်မှာကျွန်တော်ရဲ့ချင်းမေးစများဝါသနာရှင်များအားလုံးပဲကံကောင်းကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါရခင်ဗျာ